ဒါကတော့ Demon Slayer မန်က Chapter 140 break တော့ပါဒီ Chapter ဟာ Demon Slayer Season 4အပြီး Chapter လည်းဖြစ်ပြီး Final Battle စတဲ့နေရာလည်းဖြစ်ပါတယ်ဗလာလာတို့အနေနဲ့ Demon Slayer ကိုအစအဆုံးတနေရာထဲမှာပြတ်ကြီးချင်တယ်ဆိုရင်တော့ Taylor Set ပါမှာတာတိုးချက်နဲ့ Hello ရစပြီးပါလာလာ enemy မြန်မာမှာဝင်ရောက်ကြီးစုလို့ရပါတယ်Chapter 140ရဲ့အထောက်အကတော့ The Final Battle ပြီးဖြစ်ပြီးမြန်မာလူဘာသာပြန်ရမယ်ဆိုရင်တော့နောက်ဆုံးတပ်ပွဲစတင်လာပြီလို့အသေးပဲရပါတယ်Chapter Cover ရဲ့ညာဘက်ပုံမှာကတော့မူဇန်ဆာမဝင်းဟာစီလာဖြစ်တဲ့ဆမ်မီစင်နာဆူကာဝါအဆာဟာစီလာဖြစ်တဲ့စီနိုဘူတိုချိုစတောဟာစီလာဖြစ်တဲ့ဂျိုမာဟီမီချီမာတို့ပါဝင်နေခဲ့ပါတယ်ဘဲဘက်ချမ်းမှာကတော့ဆန်ဟာစီလာဖြစ်တဲ့ကိုခမာဒိုတန်ဂျီလိုဝါတာဟာစီလာဖြစ်တဲ့တိုမီအိုတာဂီလူစာပက်ဟာစီလာဖြစ်တဲ့အီဂူလိုအိုဘာနိုင်လန်ဟာစီလာဖြစ်တဲ့မီဇူလီကန်လိုဂျီနဲ့မစ်ဟာစီလာဖြစ်တဲ့တိုကီတိုမြူချီလိုလိုပဲဖြစ်ပါတယ်ပထမပုံမှာကတော့တက်ဂျီလိုကအမြင့်တနေရာကနေပြုတ်ကျနေခဲ့တာဖြစ်ပြီးအစိတ်ထိန်မရတော့တဲ့အချိန်မှာပဲတိုမီအိုတာကအနှမ်းဆွဲလာပြီးတေပေးလာပါတယ်တက်ဂျီလိုကကဲတင်ပေးလို့ကျေးဇူးတင်ဖို့လုပ်နေတော့မှပဲအနောက်ကနေဒီမိုတကောပေါ်လာတာကြောင့်တက်ဂျီလိုကဝါတာပရီဒီစတာဖက်ဖာဝါတာဆာဖစ်စလက်ကိုတောက်ပြီးတက်ပြလာပါတယ်ဒါပေမဲ့ဒီမိုတွေကတကားအနောက်မှာတိုမီအိုတာကတတိထားမိသွားတဲ့ခါကြောင့်တိုမီအိုတာကဝါတာပရီဒီစတာတက်ဖာဖလာအိုလီဒန်နဲ့တက်ဂျီလိုကဝါတာပရီဒီစတာစစ်ဖာဝဲပိုးတို့ကိုတောက်ပြီးဆင်းပြလာကြပါလေတစ်ဖက်မှာကလည်းအီရူရိုကိုဒီမိုတွေကအုပ်လာနေခဲ့ပြီးစာပန်ဘရီဒီစတာ5 for steady server တို့တောက်ပြီးဆင်းပြလာပါတယ်အီရူရိုကမီဇူရီအစိမ့်မှာမီဇူရီအနာမတက်နိုင်စံလို့ပြောပြီးအကွာပြလာတာကြောင့်အီရူရိုလည်းမီဇူရီကနေအမှတ်တမှတ်ရသွားခဲ့ပါတယ်နောက်တနေရာမှာလဲဂျိုမာနဲ့မြူချီလိုတို့နှစ်ယောက်ဟာဒီမိုလက်ကနေထွက်ပြေးသွားခဲ့ပြီးမြူချီလိုကဒီမိုတွေအများကြီးရှိနေတာကိုတတိထားမိခဲ့ပြီးဂျိုမာကလည်းခါစီလာတွေတို့တမဲတတ်ဒီအထဲမြားထော်လာတာကိုသိလာပါတယ်မြူချီလိုကအိုဘာယာစီတီအကြောင်းကိုမတိသေးတာကြောင့်မို့လို့ဂျိုမာကတခင်ကြီးအိုဘာယာစီတီဟာငါတို့အတွက်တဲကျက်အဖြစ်ကိုစသေးပြီးအရင်ရောဒကြီးကိုနှောက်ဆက်သွားပြီးဖြစ်တဲ့ကြောင့်မြူချီလိုကိုပြောပြနေခဲ့ပါတယ်မြူချီလိုကလည်းအတိုက်ဓာတ်သူ့အပေါ်မှာတခင်ကြီးအိုဘာယာစီတီကျင်နာပေးခဲ့တာတွေ့သူ့အတွက်အဖေတယောက်လိုပြုစုပေးခဲ့တာတွေကိုပြက်လဲအမှတ်ရသွားခဲ့ပြီးမူဇန်ဟာသူ့စီကနေသူ့အကူတင်မကသူ့အတွက်အဖေလိုဖြစ်တဲ့သူကိုပါယူသွားခဲ့တာကြောင့်အသေးတက်မယ်လို့ကြိုးဝါနေခဲ့ပါတယ်ဂျိုမာကလည်းအဒီကိုခံစားနေရတာဟာမင်းတယောက်လည်းမဟုတ်ပဲငါတို့တွေပါမူဇန်တို့တက်ချင်နေကြောင်းပြောပြီးနဲ့တိတ်ပေးခဲ့ပါတယ်နောက်တနေရာမှာတော့ဆမ်မီဟာအခန်းတစ်ခန်းထဲမှာတခင်ကြီးကိုမတည်တင်တာထဲတဲ့အတွက်ယူကျုံမရဖြစ်နေတဲ့အချိန်မှာဒီမိုတွေကအလင့်ဝင်သားတာကြောင့်သူ့ရဲ့ဒေါသအတွေကိုဒီမိုတွေပေါ်ချပြီးအတော်လုံးကိုတပ်ပြစ်နေခဲ့ပါလေအင်နိုစုတဲ့ကလည်းတနေရာတို့အပြေးသွားနေပြီးသူ့စိတ်မှာစီတဲ့ဒီမိုအတော်လုံးကိုအတိတပ်ပြစ်နေခဲ့တာပါကန်ရကတော့သူဘေရိုရောက်နေမှမသိပဲကြောက်ပြောင်းနေခဲ့ပြီးသူ့အကူဖြစ်တဲ့ဆမ်မီကိုစိုးရိမ်နေခဲ့ပါတယ်ဇနီစုကလည်းတခုခုကိုဓာတိထားမိသွားပြီးအဲ့ဒီနေရာတို့အမြန်ဆုံးသွားနေပါလေအဆာဟာစီရာဖြစ်တဲ့စီနိုဘူတာလည်းတနေရာကိုရောက်လာပြီးတကားကိုပြကြည့်ရတဲ့အချိန်မှာတော့ဟိုအရင်ကသူမရဲ့အမဖြစ်တဲ့ flower ဟာစီလာကန်းနဲ့ကိုတတ်သွားခဲ့တဲ့အပါလတူးဒီမော်ဖြစ်တဲ့ဒိုမကိုတွေ့သွားပါလေစီနိုဘူတာလည်းသူ့အတွက်သူ့ရဲ့အမကိုတတ်တဲ့ကောက်ကိုပြတ်တက်ဖို့အခွင့်အရေးရသွားပြီပဲဖြစ်ပါတယ်ဒါကတော့ဒီမိုစရေယာမန်ဒါချက်စတာ140ကို break down အနေနဲ့ပြောပြပေးခဲ့တာပါနောက်ဗီဒီယိုမှာကတော့ချက်စတာ141ကို break down လုပ်သွားပေးပါမယ်ကျွန်တော်ကတော့အဲ့ရပါဘရာတို့အတွက်ပါလာလာ enemy ကအမြဲတမ်းစီးနေမှာပါ